အယိုးပွားယောဂနဲ့ကြွက်သားအားနည်းခြင်းဟာအသက်အရွယ်မရွေးတည်ထားတဲ့ခန္ဓာကိုယ်ရဲ့အုတ်မြစ်အကြောင်းဖြစ်ပါတယ်။ကျွန်တော်တို့နေ့စဉ်သွာလာလှုပ်ရှားနေတာဟာကြွက်သားတွေနဲ့အယိုးတွေရဲ့ကျေးဇူးကြောင့်ဆိုတာအထူးပြောနေစရာမလိုပါဘူး။ဒါပေမဲ့ကျွန်တော်တို့သတိမထားမိလိုက်တဲ့အချိန်မှာပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကအယိုးတွေကတဖြည်းဖြည်းကျွတ်ဆက်လာပြီးကြွက်သားတွေကလည်းပျော်ကျလာတတ်ပါတယ်။ဒါကိုဆေးပညာမှာအတန်တိတ်တခိုးလို့ခေါ်ကြပါတယ်။ဘာလို့လဲဆိုတော့အယိုးတွေကကျိုးမသွားမချင်းဘာလက္ခဏာမှမပြတ်တတ်လို့ပါပဲ။ဒီနေ့ဗီဒီယိုမှာတော့အသက်ကြီးလာရင်ခါကုန်းတာအယိုးကျိုးတာလမ်းမလျှောက်နိုင်တော့တာတွေမဖြစ်အောင်အခုကတည်းကဘယ်လိုကာကွယ်ရမလဲဆိုတာကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအယိုးပွားယောဂ osteoporosis အကြောင်းအယိုးဆိုတာအသက်မဲ့နေတဲ့ကြောက်တုံးကြီးလိုမျိုးမဟုတ်ပါဘူးသူကအမြဲတမ်းရှင်သန်နေတဲ့ဆဲတွေနဲ့ဖွဲ့စည်းထားတာပါကျွန်တော်တို့ခန္ဓာကိုယ်ကအယိုးအဟောင်းတွေကိုဖျက်ဆီးပြီးအယိုးသစ်တွေကိုအမြဲတမ်းပြန်တည်ဆောက်နေပါတယ်ဒါပေမဲ့အသက်30ကျော်လာတဲ့အခါမှာတော့အယိုးသစ်တည်ဆောက်မှုကနှေးသွားပြီးအဟောင်းပျက်စီးတာကပိုမြန်လာပါတယ်အထူးသဖြင့်အမျိုးသမီးတွေသွေးဆုံးပြီးတဲ့အခါမှာ estrogen ဟော်မုန်းလျော့နေသွားပြီးအယိုးတွေကတိတိတတ်တာပွာလာတတ်ပါတယ်ဒါကိုပုံမှန်ကြည့်ရင်ကျန်းမာတဲ့အယိုးကပြားအောင်လို့ကြစ်ကြစ်လစ်လစ်ရှိပေမဲ့အယိုးပွားနေတဲ့သူမှာတော့အပေါက်ကြီးတွေဖြစ်နေတာကိုတွေ့ရမှာပါဒါကြောင့်နည်းနည်းလေးချော်လဲယုံနေတင်ပေါင်ယိုးကျိုးတာခါယိုးကျိုးတာတွေဖြစ်ရတာပါခင်ဗျာကြွက်သားအားနည်းခြင်းဆိုတဲ့ sarcopenia ကတော့လူတော်တော်များများကအယိုးအကြောင်းပဲစဉ်းစားကြပြီးကြွက်သားကိုမေ့နေတတ်ပါတယ်တကယ်တော့ကြွက်သားဆိုတာအယိုးတွေကိုထိန်းထားပေးတဲ့အကာအကွယ်တွေပါအသက်40နောက်ပိုင်းမှာလူတစ်ယောက်ဟာတစ်နှစ်ကိုကြွက်သား100%လောက်ဆုံးရှုံးနေပါတယ်ဒီလိုကြွက်သားတွေလျော့နေလာတာကို sarcopenia လို့ခေါ်ပါတယ်ကြွက်သားတွေအားနည်းလာရင်ခန္ဓာကိုယ်ကမတည်ငြိမ်တော့ပဲလဲကျဖို့လွယ်လာပါတယ်အယိုးပွားနေတဲ့သူတစ်ယောက်ကလဲကျလိုက်ရင်အယိုးကျိုးဖို့ရာနှုန်းပြည့်တေချာသွားပါပြီဒါကြောင့်အယိုးနဲ့ကြွက်သားဟာခွဲခြားလို့မရတဲ့မိတ်ဆွေတွေပါကြွက်သားတန်မာမှအယိုးကိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲကယ်လ်ဆီယမ်တောက်ယုံနဲ့တင်လုံလောက်ပြီလားအဖြေကတော့မလုံလောက်ပါဘူးကယ်လ်ဆီယမ်ကိုခန္ဓာကိုယ်ကစုပ်ယူနိုင်ဖို့ဗီတာမင် D လိုအပ်ပါတယ်ဒါကြောင့်မနက်ခင်းနေအောင်ကြည့်ခံပေးဖို့ဒါမှမဟုတ်ဖြည့်ဆွတ်စာတောက်ဖို့လိုပါတယ်ပရိုတင်းလည်းလိုအပ်ပါတယ်ကြွက်သားတွေပြန်လည်တိစောက်ဖို့အတွက်အသားငါးဦးနဲ့ပဲမျိုးမျိုးကိုလုံလောက်အောင်စားရပါမယ်resistance training လုပ်ပေးဖို့လည်းလိုအပ်ပါသေးတယ်ဗျအလေးမတာဒါမှမဟုတ်ကိုယ်ခန္ဓာကိုယ်အလေးချိန်နဲ့လေ့ကျင့်ခန်းလုပ်တာမျိုးဟာအယိုးကိုပိုပြီးတိတ်သေးလာစေသလိုကြွက်သားကိုလည်းတတ်မစေပါတယ်လမ်းလျှောက်ယုံတင်မလုံလောက်ပဲခန္ဓာကိုယ်ကိုအနှဲငယ်ဖိအားပေးတဲ့လေ့ကျင့်ခန်းမျိုးလုပ်ပေးဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာအနှစ်ချုပ်ပြောရရင်တော့အယိုးပွားယောဂနဲ့ကြွက်သားအားနည်းခြင်းဟာတရက်တည်းနဲ့ဖြစ်လာတာမဟုတ်သလိုတရက်တည်းနဲ့လည်းပြန်ကောင်းအောင်လုပ်လို့မရပါဘူးဒါဟာတသက်တာလုံးထိမ့်သိမ်းရမယ့်ယဉ်နှိမ့်မြုပ်နှံမှုပါအသက်80-80အထိကိုခြေထောက်ပေါ်ကိုရက်တီးပြီးလွတ်လွတ်လပ်လပ်သွားလာခြင်းနဲ့ဆိုရင်တော့အခုကတည်းကတင်းရဲ့အယိုးနဲ့ကြွက်သားတွေကိုဂရုစိုက်ပေးပါခင်ဗျာအားလုံးပဲကျန်းမာတန်ဆွမ်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ